ကိုကောင်းကြီးကျွန်တော်တို့ကြက်တွေကိုမနှက်ပြန်တိုက်တော့မှာကျွန်တော်ဘာတွေကျွေးတင်တယ်လဲမင်းနဲ့ညီကိုတော်တော်များများမေးကြတယ်ကိုကောင်းကြီးတပတ်အလိုကျွန်တော်တို့ဘာတွေကျွေးတင်လဲကိုကောင်းကြီးကျွန်တော်မနှက်ပြန်ကျွန်တော်တိုက်ချင်တယ်ကိုကောင်းတရက်နဲ့အတွင်းကျွန်တော်ဘာကျွေးရမလဲမင်းနဲ့သူရှိကြက်ကအစာလဲစေးလဲအစာမှန်ပြီမဲ့လို့တရက်ကျွေးတရက်အားရှိရမို့ကျွန်တော်လည်းကလားဥပမာကျွန်တော်ဂျော့ရှူအမန်လုံးဝထိုးရမယ်ဆိုရင်ကနေချင်းပြီးနောက်နေထိုးခိုင်းလို့မရဘူးဒီလားဘယ်သူမှအွန်လိုင်းရှူရဦးတာဝရှူပါလိုက်ဖြစ်ကုန်မှာပေါ့ကျွန်တော်ပြောချင်တာဒါမှမဟုတ်ကျွန်တော်ပြောချင်တာကတော့ကနေညီကိုတွေကိုသိချင်တာစဉ်းစားကျွန်တော်ပြောလို့ရတွေးရဟုတ်လားကျွန်တော်စာတက်စရာမလိုတော့ဒီခေတ်ကစာတက်စရာမလိုတော့ပညာတတ်ဖို့ကြီးရယ်ပညာနဲ့တက်ပြီးတော့အတွေးခေါ်ပိုင်းလေးကောင်းပြီဆိုဒါဖြစ်ပြီတချို့ညီကိုကျွန်တော်ပြောချင်တဲ့စကားဒီစကားနဲ့မဆက်လိုက်ပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာဘာလဲသိလားကိုကောင်းကြီးကျွန်တော်မနေ့ကလိုက်ရင်ခရီးဘာတွေးရမလို့ကိုလာသေးရမနေ့ကတိုက်ချင်တဲ့ကိုကောင်းကြီးကျွန်တော်ဘာတွေးရမလဲလို့လာသေးရချက်ကကျွန်တော်ပြောချင်တယ်တရက်တည်းကျွေးတရက်တည်းအားရှိသွားတာမဟုတ်ဘူးဗျချက်ကအမြဲတမ်းကျွေးနေမှာသူတို့14ရက်15ရက်ကကြိုးကျွေးတာမှသူစိတ်ဝင်ရခွာပြလာခဏကျွေးပြီခဏဒါကြီးဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ပြောသွားပါလားခဏချစ်ဆော့ပြီခဏဒါကြီးမစိကျွန်တော်ဘယ်ဒီအမြောင်ထွက်လာတာမဟုတ်ဘူးသိရမလားကျွန်တော်ပြောချင်တာခဏချစ်ဆော့ပြီးတော့ဖြည်းဖြည်းချင်း train ပြီးမှ तू က training ရတော့မှ तू ကကျွန်တော်လေးထွက်လာကျွန်တော်ပြောနေတာလဲချက်လက်အဲ့လိုပဲဖြည်းဖြည်းချင်းလေးကျွေးပြီးမှအားရင်ပြေဝပြီးမှ तू ကအစီအသားတွေပိုးပြီးချစ်လက်သွားတယ်ခဏကျွေးပြီးနောက်နေအစီကနေချစ်လက်ပြီးတော့မာကြောတောင်းနေသွားတာမဟုတ်ဘူးတပတ်အတွင်းအဲ့လိုပြုတ်ပြင်းလို့မရဘူးနေ့ရက်သုံးအတွင်းအားပြည့်သွားတာမဟုတ်ဘူးအားတော့ပြည့်မယ်ဝါချင်းနဲ့အားပြည့်ရလားခွန်အားနဲ့အားပြည့်ရလားအီးပြီးတော့ဝါနေရလားအများကြီးရှင်နော် तू ကခွန်အားရှိမှခွတ်တာဟုတ်လားကျွန်တော်ပြောချင်တာညီကိုတွေကိုကျွန်တော်တော်တော်များများမေးတဲ့ညီကိုရှိရကိုကမနေ့ကတိုက်မယ်ခဏဘာကျွေးရမလို့မေးရတယ်ချက်ကကျွန်တော်မျိုးကျွေးရဆိုတာ14ရက်15ရက်လောက်ကနေပြီးကြိုတင်ပြီးတော့ကျွေးရပါတယ်အဲ့အမှချက်ကအားရင်ပြေးသွားတာပါ14ရက်15လောက်ကနေကျွေးရတာနော်ခဏတိုက်မဲ့ချက်ကိုခဏကျွေးပြီးနောက်နေ့တော့တိုက်လို့မရပါဘူးနေ့ရက်3ရက်လိုကျွေးပြီးတော့နောက်နေ့တော့တိုက်လို့မရပါဘူးတပတ်လိုနင်းငံကျွေးပြီးတော့သွားတိုက်လို့မရပါဘူးဒါဆိုချက်ကဝါဤသွားတာရှိမယ်ခဏကျွေးပြီးမနေ့ကတိုက်ဘာမှမထူးတရက်နဲ့ခွာပလိုက်ကြည့်မသွားဘူးကျွန်တော်ပြောတော့14ရက်15ရက်အနည်းဆုံးကျွေးရပါရက်20လောက်ဖြည်းဖြည်းချင်းကျွေးမှအားလေးဝင်မှချက်ကခွတ်တော့ဒီကိုတွေကျွန်တော်ရဲ့ post တွေကိုကြိုက်တယ်ဆိုအသေးလေးမြင်ပါပေးပါဒါရ official account တွေပါကျွန်တော်ရဲ့ဖုန်းနံပါတ်431535958 Viber ကနေကျွန်တော် up to date ဒီကိုတွေကိုလေးစားလေးစာပြန်ပေးလိုက်ပါဗျဒီကိုတွေအားလုံးလေးစားလိုက်ပါဗျကျွန်တော်တို့ချက်တွေကိုအသွေးမွေးလေးတွေကြည့်ပြီးချက်ကောင်းကြီးဆိုကြီးဝေဖန်ပိုင်းချလို့ရသလားကျွန်တော်နောက်ပြီးစာဆိုတွေလိုက်ပြီးတော့ကျွန်တော်တို့ချက်ကောင်းကြီးဆိုကြီးသိလာဥမာအတောင်လေးကားတို့တံဘတ်တို့ခေပွင့်တို့ပြီးတော့နောက်ပြီးတော့အခြေဘက်30ဝိုင်းလုံးပဲတော့နောက်ပြီးလဲဆိုင်ခစံတူရမယ်ပေါ့အတောင်လေးကားပေါ့ပြီးတော့နောက်ပြီးတော့တံဘတ်ပေါ့ပြီးတော့ဒီအမောက်ပဲဆောင်ချောင်းဝယ်ပေါ့အတောင်ဆက်ရောင်စစ်သူကြီးတို့တင်နာပတိတို့စစ်သားတို့အဲ့ရှိဒါပေမဲ့ကိုကောင်းကြီးအဲ့ဒီကြည့်ပြီးကျွန်တော်တို့ကြည့်လို့ချက်ကောင်းကြီးဆိုရင်သိသလားဒါပေမဲ့ရုပ်အသွင်မြင်ကိုကြည့်ပြီးကျွန်တော်ချက်ကောင်းကြီးဆိုရင်လည်းခွဲခြားလို့ရသလားလို့မေးရညီကိုတော်တော်များများရှိပါချက်ဆိုတာကအသွင်မွေးတွေရုပ်စင်းအင်္ဂါတွေခြေစည်းခြေဘက်တွေနောက်ပြီးတော့အတောင်တွေကားတွေစာတွေနဲ့စာရဏပေဒနာကြည့်လို့ရတဲ့မျိုးတော့မပါဘူးဗျချက်ကဝိုင်းအမြင်တွေ့ပဲကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်ပြောချင်တာချက်တွေရတော့ညီလေးချက်ချောတိုင်းကောင်းတယ်နော်ချက်ချောတိုင်းတော့မကောင်းဘူးညီလေးဒါပေမဲ့လို့ချက်ကောင်းအများစုကချက်ချောတယ်ညီလေးဒါလေးကိုညီလေးကိုဂကနနာရေးလေလေးတွေနားလေးစေချင်တယ်ဒါပေမဲ့ချက်ကအသွေးမွေးကိုကြည့်လို့ရတာမရပါဘူးချက်ကမြူရိုးလက်မြူရိုးကောင်းတဲ့ချက်တွေကအသွေးမွေးတွေလာပြီးစားပြအဓိကတော့ကိုစိုက်တဲ့အသေးကိုပဲကိုစားရတာကိုကလဲကြီးဖောက်ရင်လဲကြီးပဲရမယ်ကိုကမီးစစ်ပါတဲ့ဓမ္မစစ်ကိုဖောက်တယ်ဓမ္မစစ်လာပြီးသားဟာလားကျွန်တော်ပြောချင်တာအသွေးမွေးကိုကြည့်ပြီးတော့ဝိုင်းထဲမှာခံမှန်းလို့တော့မရပါဘူးဒါပေမဲ့ကိုကောင်းရင်ခွန်လန်းတွေရောခံမှန်းလို့ရသလားခွန်လန်းတွေဆိုပိုးဆိုးပါဗျအဲ့ဒါကိုကောင်းရင်ဘာတွေခွဲလို့ရတယ်ဂျိုရီးယားနဲ့ဗမာနဲ့ခွဲလို့ရလားဂျိုရီးယားနဲ့ဗမာဆိုရင်လည်းခွဲလို့ရတယ်ရုပ်ကိုကြည့်ပြီးတော့ခွဲလို့ရတယ်နောက်ပြီးတော့ဂျပန်လေပြောင်းနဲ့ဗမာကျက်နဲ့ခွဲလို့ရတယ်အဲ့တော့နောက်ပြီးတော့ CB ကျက်နဲ့ဗမာကျက်နဲ့တော်တော်ခွဲလို့ရတယ်အဲ့ရတော့ကျွန်တော်မျိုးကွဲတွေကဘလို့ကွာအောင်ဆိုတော့ကျွန်တော်တို့ကရင်နဲ့ဗမာနဲ့ကွဲသလိုရခိုင်နဲ့ဗမာနဲ့ကွဲပြားသလိုအဲ့လိုကွဲပြားတိတာတယ်ဒါလူချင်းတော့အတူပဲထမင်းစားတော့အတူတူပဲခြေလက်အတူတူပဲဒါမှမဟုတ်စကားပြောဆိုရုံလေးနဲ့အကြောင်းသွေးလေးနဲ့နည်းနည်းကွဲပြားတယ်ဟုတ်လားအဲ့လိုပဲချက်ကအဲ့လိုတိတာခွဲတိတာဥပမာ CB ကျက်နဲ့မြန်မာနဲ့ဂျပန်လေပေါင်းနဲ့မြန်မာနဲ့ရိုးရီးယားနဲ့ဗမာနဲ့အဲ့လိုလေးတော့နည်းနည်းပါတော့ခွဲလို့ရတယ်ချက်ကိုဥပဒေကိုကြည့်ပြီးတော့ခွဲလို့မရကျွန်တော်ပြောချင်တာဟိုကတန်ဘက်နောက်ပြီးတော့တပင်တိုင်းခြေစည်း
နောက်ပြီးအမောက်ပဲစားချောင်းဝဲနောက်ပြီးခြေဘက်30ဝိုင်းလုံးပဲနောက်ပြီးလေသာခစံတူရမယ်အမောက်ပဲဆောင်ချောင်းဝဲတို့နောက်တဲ့ဒီပေါ့နော်ဟိုအများကြီးဟိုတန်ဘတ်တို့ဟိုခြေဘက်30တို့နောက်ပြီးတော့တပင်တိုင်းခြေစည်းတို့အတောင်လေကားတို့အဲ့ကြည့်ပြီးတော့သုံးပြလို့မရပါဘူးနော်အဲ့မရပါဘူးအဓိကကတော့ကျွန်တော်ပြောချင်တာကြက်ချောတိုင်းတော့ကြက်ကောင်းတယ်ကြက်ချောတိုင်းကြက်မကောင်းတော့ဒါမဲ့လို့ကြက်ကောင်းတဲ့ကြက်တိုင်းလိုက်ကြည့်လိုက်ကြက်ချောတယ်ရုပ်ကိုတော့ကြည့်ပြကြက်ချောတဲ့ကြက်တိုင်းကြက်ကောင်းတယ်ဟိုရုပ်ကိုကြည့်ပြီးတော့သုံးပြပြီးတော့ကြက်ဒီရုပ်ကတော့တိုင်းဆိုးပါတယ်ဒါမှမဟုတ်ကြက်ကောင်းလိုက်ပါဆိုတော့မလုပ်နဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီလိုမျက်ဝတ်တွေပေါ့နော်ညပိုင်းလေးမှာမျက်ဝတ်ကလေးတွေထွက်တာတို့ဟိုဆိုဘာတော့ဆိုကိုကောင်းဆိုတာမစင်းလေးတွေကျွန်တော်ရှေ့လျှောက်တင်ပေးဦးမသိလားနော်ဒီလိုလေးမျက်ဝတ်လေးထွက်တာလေနော်အဲ့ဒါကိုကောင်းရင်ကျွန်တော်တို့မျက်ဝတ်တွေထွက်တဲ့ကြက်တွေပါလေဘာလို့ရလဲပေါ့လွယ်တယ်ညီကိုတွေကျွန်တော်တို့ဟိုကြက်တွေအစာကျွေးကန်နီးမှာညပိုင်းလေးမှာစားလေးကိုရေစိမ်ပြီးတော့လေရေလေးနဲ့ဒူးလေးရေစိမ်ပြီးရဒါဆိုရင်နောက်နေ့ကျမျက်ဝတ်ကလေးကတိတောင်ကြောက်ခွင်းသွားတယ်ဒါမှမဟုတ်လည်းလူစေးဆိုင်မှာဝယ်လို့ရတရစကလင်းမျက်စင်းအောင်လေးလင်းပြီးလို့လည်းရတယ်အဓိကတော့မြမစင်းနီးလာတော့စားနဲ့ရေလေးနဲ့ဒူးလေးနဲ့ညပိုင်းလေးစိမ်ပြီးရတယ်စိမ်နီးတို့တခါပြမယ်နော်ညီကတော့အားလုံးလက်တွေ့လေးပြဝတ်ထွက်တဲ့ကြက်တွေဆိုဒီလိုလေးစိမ်ပြီးရုံနော်ဒူးအောင်ပိုင်းမယ်နော်ဒူးအတက်တီမစိမ်ဘူးအဲ့လိုမျက်ဝတ်တွေကထွက်နေတဲ့ကြက်တွေဆိုစိမ်ပေးရပါဗျဒီလိုမျက်ဝတ်ထွက်တဲ့ကြက်တွေကိုနော်ဒီလိုလေးစိမ်ပေးရုံပဲစိမ်တာတစ်နေ့ကို10မိနစ်တည်းမပိုနဲ့နော်ညီကတော့အားလုံးလေးစားလက်ပါ10မိနစ်ဆိုတော်တော်များနေပြီတော့ညီကတော်တော်များနေပြီအကောင်းဆုံးကတော့3မိနစ်5မိနစ်မိုင်ကို10မိနစ်ဒါရေကြိုက်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်မှတ်ထားအောင်431 530 958ဘိုင်ဘာနဲ့ညီကိုကျက်တဲ့ပတ်သက်စင်းနေမေးလို့ရတယ်ညီကိုအားလုံးလေးစားလက်ပါဗျ